မင်္ဂလာပါဒေါက်တာဝိုင်ရဲ့ warm space ကနေနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ကျွန်မဘာကြောင့်ရလေးပြောချင်လဲဆိုတော့လက်ရှိကျွန်မစီကိုလာနေကြတဲ့လူနာတွေထဲမှာသွေးတိုးရောဂါလူနာတွေအလားများတယ်ကြည့်လိုက်မယ်ဆိုလို့ရှင် blood pressure ဒီ180 110လောက်ရှိတယ်ရမ်းကိုမြင့်နေတယ်ပေါ့နော်အဲ့တော့ဘာကြောင့်လဲဆိုတဲ့ဟာကိုကျွန်မတို့ကသိထားကြတဲ့လူတွေကတော့အစားအသောက်တွေပေါ့မထင်စားတဲ့အခါမှာဒီလိုဖြစ်မှာပဲပေါ့အဲ့ဒါအပြင်ရှိသေးတယ်အဲ့တော့ဘာလို့ရှိလဲဆိုတော့စိတ်ကျန်းမာရေးကိုယ့်ရဲ့စိတ်ကျန်းမာရေးအခြေအနေကိုပြန်ကြည့်ပါကိုယ့်စီမှာပူပန်တောကတွေစိုးရင်တောကတွေစိတ်ဖိစီးမှုတွေရန်များနေပြီးဆိုခဲ့ရင်ကျမတို့ရဲ့ခန္ဓာကိုယ်ကနေပြီးတော့ adrenaline cortisol အစရှိတဲ့ဘာတွေလဲဆိုတော့မကောင်းတဲ့ဟော်မုန်းတွေပေါ့နော် stress ဟော်မုန်းတွေထွက်တဲ့အခါမှာ stress တွေကအရန်ဖိစီးလာပြီးတဲ့အခါမှာကျမတို့ရဲ့နှလုံးခုန်လုံးတွေကိုမြန်လာတယ်သွေးကြောတွေကိုဘာဖြစ်လာလဲဆိုလို့ရှိရင်ကျဉ်းလာစေတယ်ဒါကစိတ်ဖိစီးမှုအပိုင်းနောက်တစ်ပိုင်းကကြတော့စိတ်ပိုင်းဆိုင်ရာမှာကိုယ့်ရဲ့စိတ်ကိုကြည့်လိုက်မယ်ဆိုရင်စိတ်တက်တည်ကြပြီးတော့เนาะစိတ်ကြယောဂခံစားနေရတဲ့နှစ်ရှည်လာများခံစားနေရတဲ့သူတွေမှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့အိတ်ရေးတွေပြတ်တာပေါ့เนาะအိတ်ရေးပြတ်တယ်စားတဲ့ဟာမှာလည်းစားတောက်တွေမှာလည်းပြတ်တယ်အများအလွန်အကျွံစားမိတာတွေလည်းရှိတယ်အော်နောက်တစ်ခုကကြတော့အလွန်အကျွံအနေနဲ့ဆိုလို့ရှိရင်စလိတ်တွေအလွန်ကျွံအရက်ဘီယာအစရှိတဲ့ဖြင့်ဒါတွေပေါ့เนาะဒါတွေကိုတောက်လျှောက်အလွန်အကျွံတောင်းမိကြတယ်ဆိုလို့ရှိရင်လည်းကျမတို့ဒီမှာဖြစ်စေလဲဆိုလို့ရှိရင်သွေးတိုးယောဂကိုခြေလန်းလှမ်းနေမှာပဲเนาะအဲ့တော့ကျမတို့ဘယ်လိုမျိုးပြဿနာကိုအဖြေရှာကြမလဲအဲ့တော့ပြဿနာကိုအဖြေရှာဖို့ရာအတွက်ကကျမတို့အစားအသောက်ကိုစင်ကြင်တာရဲ့နောက်တစ်ခုကဆေးတောက်တာရဲ့အပြင်ဘာလို့ရမလဲဆိုရင်ကိုယ့်ရဲ့စိတ်ကလေးကိုပြန်နေသုံးသပ်ဖို့လိုတယ်ပြန်ကြည့်ဖို့လိုတယ်ပေါ့เนาะစိတ်အခြေအနေဘယ်လိုရှိနေရလဲကိုဟာဘာတွေဖြစ်နေတာလဲစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့နောက်တစ်ပိုင်းကကြောက်ကို့မှာလှုပ်ရှားမှုလေးကြံငယ်နေရှိရလားလှုပ်ရှားမှုလေးကြံငယ်နေရှိတယ်ဆိုလို့ရှိရင်ကျမတို့ဒီဘာတွေလုပ်ရမလဲဆိုတော့လမ်းလျှောက်တာအကောင်းဆုံးပဲအဲ့တော့လမ်းလျှောက်တာအပြင်ဘာလုပ်လို့ရလဲဆို breathing exercise အသက်ကိုရှူသွင်းတယ်ရှူထုတ်တယ်เนาะအဲ့ဒီ exercise breathing exercise ကိုကျမတို့လုပ်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ blood pressure ကိုအတိုင်းအတာတစ်ခုအထိရောကျသွားစေနိုင်မှာဖြစ်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့အခြေအနေကိုကြည့်ကိုယ့်ရဲ့စိတ်ကိုကြည့်အိပ်ရေးကိုကြည့်ပါနောက်တစ်ခုကဘာလုပ်ရမလဲဆိုလို့ရှိရင်ကျမတို့ဒီကိုဘာကိုစိတ်ဝင်စားတယ်လဲเนาะစိတ်ဝင်စားတဲ့အရာကိုဘာလုပ်မလဲဆိုလို့ရှိရင် focus ထားပြီးတော့လုပ်မယ်နောက်တစ်ခုတရားထိုင်နေပေါ့เนาะ meditation ကတော့ဒါကတော့ကိုအဆင်ပြေတယ်ဆိုလို့ရှိရင်လုပ်ပါပေါ့เนาะ meditation နဲ့အကျိုးကျေးဇူးတွေကတော့အများကြီးပဲအဲ့ဒါတွေကိုလုပ်ကြရမယ်အဲ့တော့ကျမတို့ဒီခန္ဓာကိုယ်ကြီးကျန်းမာဖို့အတွက်ဘယ်နေရာကနေအစပြုရလဲဆိုတာသိစေခြင်းစိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကနေကျမတို့အစပြုကြတယ်အဲ့ဒီကနေကျမတို့အစပြုကြည့်ရအောင်လားပေါ့เนาะအဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးမှာကိုယ့်အတွက်အကျိုးရှိသွားစေခဲ့တယ်ဆိုလို့ရှိရင်ကိုယ်နဲ့သက်ဆိုင်ရာ community ကိုပြန့်နှံ့ဖို့အတွက်ကို sharing လုပ်ပေးခြင်းအပြင်ကူညီပေးနိုင်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးများတင်ပါတယ်ရှင်